안녕하세요. 지금 바로 전에 두두 J20가 grammarလေးလာကြည့်ကြမယ်ပေါ့နော်အဲ့တော့ grammar လေးကဘာလေးလဲဆိုတော့စေယူဆိုတဲ့ grammar လေးညီမလိုအဓိပ္ပာယ်ဆိုလို့ရှိရင်ပေးပါဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ဟုတ်ပြီတစ်ချက်ထုံးစံအတိုင်းပဲ grammar တစ်ခုကနေပြီးတော့ grammar ၄ခုလောက်ထိရအောင်ချက်ပြောပြပေးသွားမယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ချိန်နဲ့တူတူစာပြောလေးလာကြည့်လိုက်ရအောင်ဟုတ်ပြီချဲတို့ဒီစေယူဆိုတဲ့ grammar လေးကိုဘလို့အချင်းမျိုးမှာချဲတို့သုံးကြမှာလဲဆိုတော့နံပါတ်1လှုပ်ရှားမှုတစ်ခုခုအပြုတ်မှုတစ်ခုခုလှုပ်ဆောင်ချက်တစ်ခုခုကိုချဲတို့တောင်းဆိုမယ်နံပါတ်1လှုပ်ဆောင်ချက်ဒုတိယအချက်တည်နေရာဦးတည်ချက်ကိုတောင်းဆိုမယ်ပေါ့နော်တတိယတစ်ချက်မှားကြားတာတွေဟုတ်ပြီလှုပ်ဆောင်ချက်တွေတည်နေရာတွေမှားကြားတာတွေကိုရင်းကြီးနဲ့တောင်းဆိုတဲ့အခါမှာချဲတို့တွေစေယူဆိုတဲ့ grammar လေးကိုလာပြီးတော့သုံးပေးရတယ်အဲ့တော့စေယူကျဲရီသုံးပြတဲ့အခါမှာ verb မှာအသက်ပါလို့ရှိရင်စေယူနဲ့တွဲပြီးတယ်မပါလို့ရှိရင်တော့စေယူနဲ့တွဲပြီးရတယ်ပေါ့နော်အသက်ပါလို့ရှိရင်တော့စေယူနဲ့တွဲတယ်မပါလို့ရှိရင်တော့စေယူနဲ့ကျဲရီတွဲပြီးတော့သုံးပေးရမယ်အဲ့တော့ပထမကဘာလဲဆိုဘယ်လိုအခြေအနေမှာသုံးကြတာလဲလှုပ်ဆောင်ချက်တွေတည်နေရာတွေမှားကြတာတွေကိုရင်းကြီးတောင်းဆိုတဲ့အခါမှာလာပြီးတော့သုံးတယ်အသက်ပါလို့ရှိရင် verb မှာအသက်ပါလို့ရှိရင် verb နဲ့တွဲပြီးတော့ကျဲလာပြီးတော့သုံးတယ် verb မှာအသက်ပါလို့ရှိရင်စေယူနဲ့တွဲတယ် verb မှာအသက်မပါလို့ရှိရင်စေယူနဲ့တွဲတယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကိုကျွန်တော်ဆက်သွားကြမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်သူ့ရဲ့မူရင်းကဘယ်ကနေဆင်းလာတာလဲဆိုတော့မူရင်း grammar လေးက verb plus ရှိတာဆိုတဲ့ grammar လေးကနေပြီးတော့ဆင်းလာတယ်ပေါ့နော် verb plus ရှိတာဆိုတဲ့ grammar လေးကနေဆင်းလာတယ်ဟုတ်ပြီရှယ်တို့ဒီမှာစာမှာပြစ္ဆုတ်ပံကာလအတိတ်ကာလအနာဂတ်ကာလဆိုပြီးတော့ဒီလိုကာလပြပုတ်တွေနဲ့တွဲပြီးတော့သုံးကြလေရှိတယ်လို့ပဲ Korea grammar မှာလည်းကာလပြကာလပြပုတ်ကလေးတွေနဲ့အချိန်ကာလပြပုတ်ကလေးတွေနဲ့တွဲပြီးတော့သုံးလို့ရှိရပေါ့နော်အဲပြစ္ဆုတ်ပံကာလပြဆိုတော့ချဲကိုဘာလို့ခေါ်လဲဆိုတော့ verb 1လို့ခေါ်တယ်အတိတ်ကာလပြကကြောင့်ချဲကို verb 2လို့ခေါ်တယ်ပေါ့နော်အနာဂတ်ကကြတော့အင်္ဂလိပ်မှာဆိုလို့ရှိရင် will plus verb 1အဲ့လိုပေါင်းသလိုပဲကိုရီးယားမှာကလည်းအနာဂတ်ကာလပြရှိရပေါ့နော်ဒါကတော့အင်္ဂလိပ် grammar ဖြစ်သွားပြီပေါ့ဟုတ်ပြီချဲပြစ္ဆုတ်ပံဆိုလို့ရှိရင်ပြစ္ဆုတ်ပံကာလပြဆိုလို့ရှိရင်ချဲ verb 1လို့ခေါ်တယ်အတိတ်ကာလပြရဆိုလို့ရှိရင်တော့ verb 2လို့ခေါ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ချဲစပြီးတော့ကြည့်မယ်မူရင်းကဘယ်လာလဲဆိုတော့ verb plus ရှိတာဒါနဲ့ဆုံးတဲ့ grammar နေလာတယ်ပေါ့နော်အဲ့တော့ဒါနဲ့ဆုံးတယ်ဆိုလို့ရှိရင်ဘာအဓိပ္ပာယ်လဲဆိုတော့အဲ့ဒီမှာလေကိုရီးယား grammar မှာလေစကားစာရေးတဲ့ခါကြလို့ရှိရင်တော့ချဲဒါတွေနဲ့သုံးတယ်ဒါပေမဲ့စကားပြောလို့ရှိရင်အနောက်မှာ show တွေနဲ့ပဲသုံးပေးရမယ်ဟုတ်ပြီရှိတာကိုချဲတို့ဒီအာယုအိုယုပြောင်းတော့ဘာဖြစ်သွားလဲဆိုတော့စေယိုဖြစ်သွားတယ်ဟုတ်ပြီเนาะအဲ့ပြစ္ဆုတ်ပံကာလပြဆိုလို့ရှိရင်ချဲဘာနဲ့တွေ့သုံးတာလဲဆိုတော့စေယိုနဲ့ချဲသုံးတယ်အသက်ပါလို့ရှိရင်စေယိုမပါလို့ရှိရင်စေယိုဟုတ်ပြီအတိတ်ကာလပြဆိုလို့ရှိရင်တော့ချဲတို့တွေကဒီ verb 1ပြောင်းလာတာကို verb 2ပြောင်းပေးရမယ်ဟုတ်ပြီเนาะစေယိုကနေဘာဖြစ်သွားမှာလဲဆိုတော့အသက်ပါလို့ရှိရင်အသက်မပါလို့ရှိရင် short စောယူဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့ verb 1ကစေယူသူရဲ့ original grammar လေးကကျတော့ verb plus ရှိတာဒါမှမဟုတ်ကျွန်တော်စကားပြောတဲ့အခါမှာဒါနဲ့မဆုံးဘူးယိုနဲ့လာဆုံးပေးရမှာဖြစ်တဲ့ကြောင့်လည်းကျွန်တော်ယိုပုံစံပြောင်းမယ်ပေါ့နော်အဲ့တော့ verb 1ပြစ္ဆုတ်ပံကာလပြကဘာဖြစ်သွားရလဲဆိုတော့စေယူနဲ့ချဲရီတွဲပြီးတော့တုံးတဲ့အသက်ပါလို့ရှိရင်စေယူမပါလို့ရှိရင်စေယူနောက်တစ်ခုအတိတ်ကာလကိုညွှန်းခြင်းနဲ့အတိတ်မှာတော့ကဒီလိုတွေဖြစ်ခဲ့ပါတယ်အတိတ်မှာတော့ကဒီလိုတွေလုပ်ခဲ့ပါဆိုပြီးတော့ cherry ပြောတဲ့အခါမှာအတိတ်ကာလကိုညွှန်းပြခြင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်ခဲ့ပါတယ်ခဲ့ပါအဲ့လိုလေးပြောခြင်းတဲ့အခါကျလို့ရှိရင် cherry က verb 2ပုံစံဖြစ်သွားတယ်ပေါ့ဒါအတိတ်မှာဖြစ်ခဲ့တာဆိုလို့ရှိရင် cherry ဘာပေါင်းပေးရလဲဆိုတော့ verb plus short soil နဲ့လာပေါင်းပေးရတယ်အသက်ပါလို့ရှိရင် verb plus short soil မပါလို့ရှိရင် short soil နဲ့လာပေါင်းပေးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြစ္ဆုတ်ပံ verb 1လည်းပြီးသွားပြီအတိတ် verb 2လည်းပြီးသွားပြီအနာဂတ်ကိုဆက်သွားမယ်အနာဂတ်ကာလပြဆိုလို့ရှိရင်ဘာနဲ့ပေါင်းပေးရလဲဆိုတော့의실 거예요
ဟုတ်ပြီနော်အနာဂတ်ကာလပြဆိုလို့ရှိရင်ခြေဘာလာပေါင်းပေးရမလဲရှီမှာရတက်ကလေးလာထည့်ပေးရတယ်နောက်ကခေါ်ရည်ယူနဲ့လာပေါင်းပေးရတယ်ရှိခေါ်ရည်ယူဟုတ်ပြီဒါဆိုလို့ရှိရင်ခြေတို့ဆေယူဆိုတဲ့ grammar လေးကနေပြီးတော့ grammar ၄ခုရသွားမယ်ပေါ့နော်သူ့ရဲ့မူရင်းကခြေတို့ဘယ်နေရာမှာသုံးကြရလဲဆိုတော့ခြေတို့တွေစာရေးသားရေးတဲ့နေရာမှာပဲလာသုံးတယ်စကားပြောတဲ့အခါမှာလုံးဝလာသုံးလို့မရပါဘူးသူရဲ့မူရင်းကိုခြေတို့ဘယ်နေရာမှာပဲသုံးကြမှာလဲစာရေးတဲ့နေရာမှာစိတ်ကြီးရေးတဲ့နေရာမှာခြေတို့ topic ဖြည့်တဲ့အခါမျိုးတွေမှာအဲ့လိုအခြေအနေမျိုးတွေမှာပဲခြေတို့မူရင်းကိုသုံးပြီးတော့ရေးကြတယ်ပေါ့နော်။ကျန်တဲ့စကားပြောတဲ့အခါမှာ cherry ဒီမူရင်းရှိတာကိုလာသုံးပြီးလို့မရဘူး။အဲစကားပြောချင်တဲ့အခါကျလို့ရှင် cherry မှာအခြေအနေအ3မျိုးရှိတယ်။ပြစ္ဆုတ်ပံကာလလားအတိတ်ကာလလားအနာဂတ်ကာလလားအဲ့လို3ခုခွဲပြီးတော့ cherry ပြောလို့ရတယ်ပေါ့နော်။ပြစ္ဆုတ်ပံကာလဆိုလို့ရှင်တော့ cherry ဘာနဲ့တွဲပြီးသုံးတာလဲဆိုတော့ verb plus ဆေယူ verb မှာအသက်ပါလို့ရှင်ဆေယူနဲ့တွဲမယ်မပါလို့ရှင်ဆေယူနဲ့တွဲမယ်အတိတ်ကာလပြအတိတ်မှာဖြစ်ခဲ့တာတွေကိုပြန်ပြီးတော့ပြောချင်တဲ့ခါမျိုးမှာ cherry ဘာနဲ့သုံးပါလဲဆိုတော့ verb plus short story နဲ့လာသုံးပေးရမယ် verb ကအသက်ပါလို့ရှိရင် short story နဲ့ပေါင်းမယ်မပါလို့ရှိရင် short story နဲ့ပေါင်းပေးရမယ်ပေါ့နော်ဟုတ်ပြီအနာဂတ်ကာလပြလက်ရှိမှာလည်းမဖြစ်သေးဘူးအတိတ်မှာလည်းမဖြစ်ခဲ့တဲ့အနာဂတ်မှာမှဆက်ပြီးတော့ဖြစ်လာမယ့်ဟာတွေကိုကျွန်တော်ပြောချင်တဲ့အခါမှာကျွန်တော်ဘာနဲ့ပေါင်းပြရလဲဆိုတော့ရှိခေါ်ရည် user grammar လေးဖြစ်သွားပြီဟုတ်ပြီเนาะအဲ့တော့ဒီ grammar လေးကနေပြီးတော့ဆေယူ grammar လေးတစ်ခုတည်းကနေပြီးတော့ကျွန်တော်ဒီ grammar ၄ခုမှတ်ထားလို့ရပြီပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင် channel တူတူ example လေးကိုလေ့လာကြည့်ကြရအောင်မာလေးကဘာလေးပေးရရလဲဆိုတော့ပထမစာကြောင်းကဂျီနီယာမာထိုင်ပါဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဘာ grammar နဲ့ပေါင်းပြရမယ်ဆိုတော့လက်ရှိလုပ်နေရဟုတ်ပြီနော်ဒီနေရာမှာထိုင်ပါလက်ရှိချိန်မှာပြတဲ့အတွက်ကြောင့်မို့ကျွန်တော်ဘာ grammar နဲ့ပေါင်းလဲဆိုတော့ verb plus ဆေယိုဆိုတဲ့ grammar လေးနဲ့ကျွန်တော်ပေါင်းပြရမယ်ပေါ့နော်သူကပါဆိုတဲ့အဓိပ္ပာယ်ရမယ်ဟုတ်ပြီဒီနေရာမှာဆိုတော့ဒီနေရာဆိုတော့ yogi ပေါ့ဒီနေရာထိုင်ဒီဆိုတော့ဘာ verb လဲဆိုတော့ andaဟုတ်ပြီ anda ဟုတ်ပြီ yogi နဲ့ anda ရသွားပြီဒါကိုမှပါဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘာ grammar လေးနဲ့လာပေါင်းမလဲဆေယိုဆိုတဲ့ grammar နဲ့ကျွန်တော်လာပေါင်းမယ်ဟုတ်ပြီအသက်ပါလားဒီမှာကြည့်လိုက်တယ်ဒါရဲ့ရှိကဟာလေးပွားကြည့်လိုက်အသက်ပါတယ်နားကြဆိုတဲ့အသက်ကလေးပေါ့နော်အသက်ပါတဲ့အတွက်ကြောင့်မလို့ cherry ဆေယိုနဲ့တွဲမလားဆေယိုနဲ့တွဲကြမလားဆေယိုနဲ့တွဲပေးရမယ်အဲ့တော့ဒါကိုဖြုတ်ဆေယိုနဲ့ပေါင်းလိုက်တယ်အဲ့တော့ဘာဖြစ်သွားမလဲဆိုတော့ဒီနေရာမှာဆိုတော့ yogiထိုင်ပါဆိုတော့ 앉으세요 여기 앉으세요ဒီနေရာမှာထိုင်ပါအဲ့လိုစာကြောင်းလေးကြောင်းချယ်လို့ရသွားမယ်ဟုတ်ပြီနောက်တစ်ကြောင်းကိုချယ်လို့သွားကြည့်ကြမယ်နောက်တစ်ကြောင်းလေးကဘာလေးလဲဆိုတော့ဖြည်းဖြည်းလာပါဖြည်းဖြည်းဆိုတော့ချယ်လို့ဖြည်းဖြည်းဆိုရင်အော်ဝီလေးကဘာလဲဆိုတော့천천히ရေးတဲ့ခါကြလို့ရှိရင်เนาะ천천히လို့ရေးတယ်ဒါပေမဲ့အတန်ထွက်လို့ရှိရင်เนาะ천천히နေတာထွက်ပြရတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့နာကဟာနဲ့သွားတွေ့တဲ့အခါမှာဟာကလေးတန်မရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ရှိမှရှိနေတဲ့တရတန်တွေကဟာရဲ့တန်ကိုလွှမ်းမိုးသွားတယ်အဲ့တော့천천히ဖြစ်သွားမယ်천천히လာဒီဆိုတော့ o တာဟုတ်ပြီ verb ကတော့ရသွားပြီကျွန်တော် grammar ကိုစဉ်းစားမယ်ပါဆိုတော့ဆေယိုနဲ့ကျွန်တော်တွဲပြီးတော့သုံးမယ်ဟုတ်ပြီဖြည်းဖြည်းလာပါအဲ့တော့အသက်ပါလားမပါလားချဲလို့ကြည့်လိုက်မယ်ဆေယိုနဲ့တွဲမယ်ဆိုတော့အသက်မပါတဲ့အတွက်ကြောင့်မလို့ဆေယိုနဲ့ပဲပေါင်းလိုက်မယ်ဒါကိုဖြုတ်ဆေယိုပေါင်းလိုက်တော့천천히 오세요 천천히 오세요ဖြည်းဖြည်းချင်းလာပါဟုတ်ပြီနော်အဲ့လိုလေးဖြစ်သွားမယ်ကျွန်တော်ဒီ O နဲ့ ဆေယိုကိုပေါင်းပြီးတော့ရေးပေးရမယ်နော်ခွဲပြီးတော့ရေးပေးလို့မရအောင်နော်နောက်တစ်ချောင်းကိုကျွန်တော်ဆက်ကြည့်မယ်နောက်တစ်ချောင်းလေးကဘာလေးပေးရတာလဲဆိုတော့ရှင်းပြချက်ကိုနားထောင်ပါရှင်းပြချက်ဟုတ်ပြီရှင်းပြချက်ဆိုတော့ရှင်းပြချက်ရဲ့ အော်ဟီလေးကဘာလဲဆိုတော့설명ပေါ့နော်ဟုတ်ပြီ cherry သူ့ရဲ့ အော်ဟီလေးကဘာလဲဆိုရှင်းပြချက်ရဲ့ အော်ဟီလေးက설명ကိုဖြစ်တဲ့အတွက်ကြောင့်မလို့ cherry သူ့ရဲ့နောက်မှာဘာ grammar ကတ်မှာလဲဆိုတော့ကိုဆိုလို့ရှိရင်တော့မဟုတ်လူကပ်ပေးရမယ်ဟုတ်ပြီနော်ညီမတို့ကိုဆိုလို့ရှိရင်တော့မဟုတ်လူကပ်ပေးရမယ်ဟုတ်ပြီဘာပါလာလေးကြည့်လိုက်မယ်အသက်ပါလားမပါလားကြည့်လိုက်မယ် noun plus လို့ကြရမယ်ဆိုတော့အရှိကနောက်မှာအသက်ပါကြည့်လိုက်တယ်အသက်ပါတဲ့အတွက်ကြောင့်မလို့ cherry ဘာကပ်ပေးမလဲကိုကပ်ပေးမယ်ဟုတ်ပြီနော်ရှင်းပြချက်ကိုနားထောင်ပါနားထောင်ဒီဆိုလို့ရှိရင် cherry သူ့ရဲ့မူရင်း verb ကဘယ်ကလာတယ်နားထောင်ဒီဆိုလို့ရှိရင်ဇတာဆိုတဲ့ verb ကလာတယ်ဒီထားရမှာကဓာတ်သက်တွေပါလာပြီဆိုလို့ရှိရင်မူမှန်တဲ့ဓာတ်သက်နဲ့မူမမှန်တဲ့ဓာတ်သက်ဆိုပြီးကျွန်တော်နှစ်ခုရှိရပေါ့နော်ဒီသစ်တာကကြတော့မူမမှန်တဲ့ဓာတ်သက်ချိန်မှာဝင်သွားရော
အားလေးတစ်ချက်သိချမယ်နော် movement နဲ့ data ဆိုလို့ရှိရင်ဘာမှလုပ်ပေးစရာမလိုဘူးပေါ့တခါတည်းဥစေဥစေတခါတန်းပြီးတော့ပေါင်းရုံပဲဒါပေမဲ့ movement နဲ့ data တွေဆိုလို့ရှိရင် data ကို cherry ဘာပြောင်းပေးရလဲဆိုတော့ rata ကလေးလာပြောင်းပေးရတယ်ဟုတ်ပြီ data ကို cherry ပေါင်းမယ်ဘာနဲ့ပေါင်းလဲဆိုတော့အသက်ပါလာတဲ့အတွက်ကြောင့်မလို့ဥစေဥနဲ့ပေါင်းမယ်ဟုတ်ပြီပါတဲ့အသက်ကဘာအသက်လဲဆိုတော့ movement နဲ့ data movement နဲ့ data ကို cherry data တွေကသွားပြီးတော့တို့အားတို့အဲ့ဒါနဲ့သွားပြီးတော့တွေးတဲ့အခါမျိုးမှာဓာတ်ကပြုတ်ပြီးတော့ဓာတ်ရဲ့နေရာဘာဝင်သွားမလဲဆိုတော့ rata ကလေးဝင်သွားမယ်အဲ့တော့ this hey မဟုတ်တော့ဘဲနဲ့ this hey ဟုတ်ပြီနော်အဲ့လိုလေးပြောင်းသွားမယ်အကြောင်းသားတော်မြင်မြတ်ကဓာတ်ကဘာဖြစ်လို့ rata ပြောင်းသွားတာလဲဆိုပြီးတော့အမှားတတ်ကြတယ်ပေါ့နော်အဲ့တော့ဒီဓာတ်ကဘာဖြစ်နေလို့လဲဆိုတော့ movement နဲ့ data ဖြစ်နေလို့ movement နဲ့ data က cherry အားနဲ့သွားပြီးတော့တွေ့တဲ့အခါမှာဓာတ်နေရာမှာဘာဝင်သွားမလဲ rata ဝင်သွားမယ်အဲ့တော့ this hey မဟုတ်တော့ဘဲနဲ့ this hey ရာတန်ပြောင်းသွားမယ်ပေါ့နော်အဲ့ဆော်ရီမျိုးကthis hey ရှင်းပြချက်ကိုနားထောင်ပါဆိုရဲအတိတ်ပဲလေးချေရေးလို့ရသွားမယ်အပြီးနောက်တစ်ခုကိုချေရိုးဆက်ပြီးတော့သွားကြမယ်ဒီနေ့ဆိုတော့ဂျီဘက်ကိုသွားပါဂျီဘက်တို့သွားပါဂျီဘက်G ဆိုတဲ့အတွက်ကြောင့်မို့ဒါကိုသိချနေပြီ E ဆိုတဲ့ဟာလေး back ဆိုတော့ဘဲရဲ့ဒီ or လေးကပါလဲဆိုတော့ကျုပ်E ကျုပ်တို့စီတို့ကိုဥတီချက်ကိုညှောပြချင်လို့ရှင်ကျတော့ဘာနဲ့ပေါင်းပေးရလဲဆိုဥတို့သို့မဟုတ် row နဲ့ပေါင်းပေးရတယ် noun plus ဥတို့သို့မဟုတ် row နဲ့ပေါင်းပေးရအသက်ပါလို့ရှိရင်ဥတို့မပါလို့ရှိရင် row အခုဒီမှာကြည့်လိုက်တဲ့ E ကျုပ်အသက်ပါတဲ့အတွက်ကြောင့်မို့ကျတော့ဘာနဲ့တွဲမလဲဥတို့နဲ့တွဲမယ်E ကျုပ်ကိုတို့ဂျီဘတ်တို့ဂျီဘတ်ကိုတွားပါတွားဒီဆိုတော့တွားဒီရဲ့ verb ကပါလဲဆိုဂါတာအပြီနော်တွားဒီရဲ့ verb ကဂါတာအဲ့ဒါကမှပါစီခိုင်းတာတောင်းဆိုတာဆေယူနဲ့ဆေယူတွဲမယ်အသက်ပါလားပါလားကြည့်လိုက်တော့မပါဘူးဆိုတော့ဆေယူနဲ့တွဲမယ်အဲ့ဤကျိုးကူတို့ခါဆေယူတက်ကိုတွားပါဆိုတဲ့အဓိပ္ပာယ်နဲ့ခြေဝေးဟာသွားမယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကို share လို့လေးဆက်ပြီးတော့တွားကြည့်ကြမယ်နောက်ကြောင်းလေးကဘယ်လိုရေးရမှာလဲဆိုဆက်ပြီးတော့ကြည့်ကြမယ်ဟုတ်ပြီနောက်ကြောင်းလေးကဘာလေးလဲဆိုတော့စာမျက်နှာတရားကိုကြည့်ပါစာမျက်နှာတရားဆိုတော့ချေကို big ဟုတ်ပြီ big မျက်နှာဆိုတာကချေခုနကတုံးခဲ့တဲ့စာမျက်နှာဆိုရင်ဘက်နဲ့တူတူပဲအဲ့ big ကိုချေကိုသူ့ရဲ့ or လေးကဘာလဲဆိုတော့ကျုပ်ဆိုတဲ့ဟာလေးအဲ့ big ကျုပ်ကိုဆိုတော့ချေကိုဥဒကရတော့မယ်ဟုတ်ပြီနော် noun plus ဥဒကရတော့မယ်ရှိရတော့ noun ဟုတ်ပြီနောက်ကဥဒအသက်ပါရင်မပါလို့ရှိရင်အသက်ပါအောင်ပါကြည့်လိုက်တဲ့ကျုပ်မှာအသက်ဂါတက်ကလေးပါတယ်အဲ့တော့ဂါတက်ပါရတော့ကျွန်တော်ချေဘာနဲ့တွဲမလဲနဲ့တွဲမယ်အဲ့တော့ big ကျုပ်ကစာမျက်နှာတရားကိုကြည့်ပြီဆိုတော့ဘိုးတာဟုတ်ပြီဘိုးတာပါဆိုတော့ဆေယူနဲ့ပေါင်းပေးရမယ်အသက်ပါလားမပါလားကြည့်လိုက်တဲ့ဘိုးတာအသက်မပါတဲ့အတွက်ကြောင့်မလို့ဆေယူနဲ့ပေါင်းပေးမယ်အဲ့တော့ဘဲဂျိုဂ်ဖိုဆေယူစာမျက်နှာတရားကိုကြည့်ပါအဲ့လိုဒီပဲလေးဖြစ်သွားမယ်ပေါ့နော်